ထောင်ရှင်နေပြီထောင်မယ်အမျိုးတွေတွေ့ချင်းပဲပါမစိုးသေးဘူးလားဟောအင်ထိုလေးရှင်းနေဘလားပဲမစိုးသေးဘူးလားအိုက်တင်အိုက်တင်တက်ကောက်တယ်လေနာမဟိုမှာကီးဘုတ်စီကလက်တွေလည်းညောင်းနေနေမစိုးသေးဘူးလားဟုတ်လားစာလာအထိတ်မေ့သွားလို့ဟဲညာတော့ငါတွေ့ရတယ်ကောင်းမလေးတရားအကိုတွေရှော့ပေးသွားတာသားလေးအကိုတွေများတယ်ကျွန်တော်ဒီကမိုက်လေးတွေကအဲကွန်များတယ်ပြိတ္တကများတဲ့အတွက်ကျွန်တော်တို့နော်ပွဲရလဲအရန်လုံတဲ့အတွက်အဲကွန်လေးတွေနဲ့တင်ပေးမဟုတ်ဘူးလေအဲကွန်မုံနေလေအမိုးမရှိဘူးဘလောက်အေးနေတာကိုဟုတ်တယ်โอเคအဲ့တော့ခဏလေးကျွန်တော်တို့ဒီအလူအောင်ွယ်လေးဖြစ်သွားပြီဟုတ်ကဲ့ငါတချင်းမဆိုရသေးဘူးပြီးမှဆိုခဏလေးပြိတ္တရဲ့အတန်လေးကြားကြည့်လေးတယ်အဲ့တော့မိသားစုတွေကိုနင်းထွေးထွေးနှုတ်ဆက်မယ်အားလုံးမင်္ဂလာပါဒီအရှိနဲ့ဒီနောက်နဲ့အလေပိုင်းထွက်တယ်ဟိုးနောက်ကမထွက်ဘူးကျွန်တော်တကွင်းလုံးအားလုံးမင်္ဂလာပါဝါဒီဘူးပြီးဘလို့ဖြစ်နေလဲအော်သွားလို့လေအော်တာကြီးရတယ်ဘာကြောင့်မင်္ဂလာပါလို့နှုတ်ဆက်လဲနေအောင်မင်းတို့တွေတချင်းဆိုငါမဆိုရသေးဘူးဆိုခဏလေးနေကိုမင်္ဂလာပါလို့နှုတ်ဆက်ပြီးကျွန်တော်အဓိကပြောချင်တာအကိုဆိုကန်ဒီမှာပြိတ္တကလည်းဆိုလို့ရအောင်အဓိကဒီပွဲလေးမှာကျွန်တော်ပြိတ္တရဲ့မဟုတ်ဘူးကိုယ့်ရဲ့အိမ်ဝင်းလေးထဲမှာညီကိုမောင်နှမတွေကျွန်တော်တို့ဆွေမျိုးတွေတွေ့တယ်လို့သဘောထားပြီးတော့ပျော့ပျော့ရွှင်ရွှင်ဖြစ်စေခြင်းလို့တသွေးနဲ့တသားနဲ့ဖြစ်စေခြင်းလို့မောင်စီကိုစေတနာထားတာဘာမှမန်မာနာတွေလည်းမရှိဘူးကျွန်တော်တို့ဒီလူဖြစ်လာတဲ့အချိန်မှာခဏတာပျော်ကြမယ်အဲ့လိုလူတွေပဲပျော်ခြင်းလို့ပွဲလာကြည့်တာဟုတ်ကဲ့ငိုခြင်းမှဖြစ်တော့ကိုယ့်အိမ်ကဆန်အိုးကိုငုတ်ကြည့်တော့မှာပေါ့အဲ့မှာကျွတ်တွေတောင်းညမ်းနေတာဟေးဘာဆိုင်လို့တော့သားလေးဘာဆိုင်လို့လဲဟုတ်တယ်လေဈေးတွေတက်တော့မဝင်နိုင်တော့ဘူးလေစားလည်းမစားနိုင်ဘူးအဲ့တော့အကိုဆိုလို့ရပြီဟုတ်ပြီဆိုလိုက်တော့ကျွန်တော်ကဟုတ်ကဲ့အခုလူငယ်တွေအားလုံးကြိုက်တယ်ဒန်လိုက်လာစုလေဖျားကြီးစပယ်ရနဲ့တွေ့ခိုင်းကားတွေဆွဲခိုင်းရမှာမဟုတ်ဘူး။နေစပယ်ရလာခဲ့ပြော။မြမတန်လို့ဆိုခြင်းနဲ့ဟုတ်တယ်အဲ့တော့ခဏလေးငါမျိုးတွေလာပြီငါမျိုးတွေလာပြီ။သတင်းကျွတ်တော်ကမိဘုံမြတ်တွေမလွတ်ရလည်းခုမှပြန်လာတာ။နေမျိုးတွေပြောင်းမနေသေး။ဟုတ်လား။အော်ဒီမှာစီကန်ရှိတယ်။ဘယ်လိုဒီစီကန်ရှိလဲကြည့်လိုက်စမ်းထိုင်နာဦးကယောက်ျားလေးတက်မိန်းကလေးတက်ရောပြီးထိုင်ကြည့်ရ။ဟိုစီကန်ရှိတယ်လို့မဟုတ်လေ။ခွဲထိုင်နေ။ဟုတ်ပါဟိုစီကိုချစ်လက်ကုတ်တန်ကြီးကြီးကြားကြတယ်ဘာโอเคဖက်တော့ပါခဏဖက်တော့ပါစီကိုချစ်နေအတောက်ချစ်လက်ကုတ်တန်ကြီးကြားကြတယ်ဘာလဲဘာလို့အတားလဲဟဲ့ဘူးကိုချစ်လက်ကုတ်တန်လေးကြားကြည့်တယ်ဒါဘူးလေမင်းပြောလိုက်တာဟိုကလေးလေးကပြင်းနေတယ်အဲ့ဒါလေသမီးသိပေါက်တဲ့ဘူးကြီးတဲ့ဘာဘူးလေပြိတ္တများရဲ့ဘူးပြိတ္တရဲ့ဘူးလမ်းကြောင်လမ်းလောက်ချစ်ပြိတ္တကျဲကြီးအဲ့တော့ဒါချစ်သွားပြီစီကိုနောက်တစ်ခါတော့လက်ခုပ်တန်လုပ်ပါလက်ခုပ်တီးတဲ့လူအားလုံးကစီရဲ့ဖူးစာရှင်ပါသွေးဆုံးတဲ့အမတွေမပါဘူးငါအပြိုတွေပဲရမယ်မင်းတို့တွေလည်းအလုပ်တွေရှုပ်တာပဲလားကဲအဲ့တော့ဒါပြိတ္တနဲ့တတွေးနဲ့တသားလေးဖြစ်သွားပြီဟုတ်ပြီနော်ချစ်တာကကဲကျွန်တော်ဗျာတော်တော်များများလေးကျွန်တော်ခုနောက်ပိုင်းကျတော့ခေါ်တယ်နော်မြစ်တာမြင့်မြင့်ဟင်းရနေပြီးတော့ကျွန်တော်အဖေနာမည်လေးမြစ်တာဆိုပြီးခေါ်ကြတော့တယ်အဲ့တော့ဒီအတာဒီဘသူရဲ့အတာလဲအမများရဲ့အတာမမများရဲ့အတာချစ်စနိုးလေးနဲ့ဒေါ်တော်ရဲ့အတာဒေါ်တော်တို့ရဲ့အတာလေးခေါ်တာဒီမှာကျတော့ဘူးကဘသူတို့ရဲ့ဘူးလေမမတို့ရဲ့ဘူးမမတို့ရဲ့ဘူးလက်လေးတို့ရဲ့ဘူးချစ်စနိုးရဲ့ဘူးဒါပေါ့ငါကျတော့ရောလမ်းကြောင့်လမ်းကဘသူရဲ့လမ်းလေးလေဟောဒေါ်တော်ရဲ့လမ်းလေးမမတို့ရဲ့လမ်းလေးအပြိုတွေအသေးဆွဲတဲ့လမ်းလေးဟုတ်ပါဟိုမှာစစ်ဘသူရဲ့အစီလဲမတို့စီလားမတို့စီလားကြီးနေတာမတို့အစီလားမဟုတ်ဘူးလို့အစီကြတော့ဘသူရဲ့အစီလဲဟုတ်ဘူးလို့လို့အမစီလားမဟုတ်ဘူးလို့ဆောင်းတွင်းဝင်လို့မကောင်းဟုတ်လားနာမည်လုတ်ပဲနာမည်လေးကနည်းနည်းလေးဟိုတမျိုးဖြစ်နေနော်လို့ကိုတာလုတ်ပဲအတာကြတော့ချစ်တဲ့သူတွေကြတော့ချစ်တာလေးချစ်တာရမလားစီကြတော့ချစ်တဲ့သူတွေကကြတော့လေချစ်စီမုန်းတဲ့လူတွေကြတော့လေမုန်းစီစောင့်မြင်ကတဲ့လူတွေကြတော့လေစာစီငါမပြောနေချင်းဆိုရှာမရဘူးအဲ့ဒါတွေလိုက်တယ်မမင်းနဲ့ငါ့ကိုဘာဖြစ်လို့ပေါင်ကြတဲ့ထဲနေတာလဲဟုတ်နင်းတင်ပဲဟိုကအတွင်းကြာနေတာတော့မတက်နိုင်ဘူးနေဟုတ်ဒီလိုရှိတယ်အဲ့ဒါပြောကိုကျွန်တော်တို့အဖေက
အရာရှိ ဟောအရာရှိ ငယ်တော့ကစပိန်နင်းတော့ချော်လဲထားတာဒီကောင်းပါ နဲတိုင်းတော့အရာရှိတော့က ကျွန်တော်အဖေကယောက်ျားကြီး ဘသူကဟိုစက်ကတ်ထမင်းနဲ့လဲလျှောက်လို့ အေးအဖေကကျွန်တော်ကိုမွေးတာကျွန်တော်တို့မောင်နှမ17ယောက် ဟော17ယောက် ကျွန်တော်ငယ်ဆုံး ငယ်ဆုံးလေး ကျွန်တော်လည်းမွေးပြီးတော့အမေကဒီတိုင်းဖြစ်သွားလို့နောက်ဆုံးနာမည်ပေးလိုက်တာစီစီဆိုပြီးတော့ အငယ်ဆုံး ဟုတ်တယ် နောက်ဆုံးနာမည်ပေးလိုက်တာ 17ယောက် 17ယောက် ကျွန်တော်လည်းမွေးပြီးတော့အဖေကဒီနာမည်ပေးလိုက်တာ ဘယ်လိုပေးလဲ စီစီဆိုပြီးတော့ နင်းတော့မှလည်းမွေးတဲ့လူမရှိတော့ဘူးမလား ရှိတော့ တော်တော်လေးရှိသွားတော့ပါ ဟေးဘသူမှတိုးလို့မရတော့ဂိတ်တပါဂိတ်တကားပိတ်သွားပြီ ဟိုမကြီးကဘာလောက်တာ ဘာဖြစ်လို့ စီစီဆိုတာနဲ့ငါပြောလိုက်တာနဲ့မင်းကစီစီဆိုပြောလိုက်တာ तू ကဘာအောင်အောင်ကိုကြည့်အမဖက်နဲ့ဘသူကခိုးမှာမလို့တော့သူများနာမည်ကြည့်ပါလားစီစီဆိုတာမှ ဟုတ်တယ်လေမရဲ့ မပြောက်ဘူးမန်းနဲ့မောင်လေးနဲ့ကတ်နေတာ မ ဟုတ်တယ်မရဲ့ဒီမင်းလေးမိတ်ဆက်နေချင်မအောက်ကိုကြည့်တော့မသိရင်ဟိုအမအောက်မှာဒီအစီအရောက်နေတယ်လို့ ဟုတ်ဘူး အေး ဖက်နက်ကနေတာ တခွေးလုံးကိုကြီးကောင်ပြောလိုက် ဘာတော့ ဟိုးနောက်ကအမကြီးရက်ခတ်တဲ့သဘောကျ ဟဲ့ဘာလို့တော့ သူများတွေကအဲ့လိုရက်ခတ်တယ်ဟာ तू အောက်ကနေချတာဒါမျိုးချရက်တောင်မဲ့အပေါ်ခတ်ပါလားဘာဖြစ်လို့အောက်တွေချနေတာ ဟဲ့အောက်မှာငါသားလေးရှိတယ်နေမသိဘူးလားဆိုတော့ ကဲတော့ သားကိုခတ်ပေးနေ မိသားစုတွေဒီနေ့တညတာခဏတာလေး ချင်းမဆိုရသေး ဆိုရမေမိတ်ဆက်မိတ်ဆက်ပေးမို့ချစ်အောင်မိတ်ဆက်ပေးမို့ စီတချင်းဆိုရင်ကိုကြီးကောင်ဆုချမယ်တဲ့ ဟုတ်တယ်သူ့ကိုယ်သူနဲ့မိတ်ဆက်တာကဲဟိုရုပ်ရှင်နဲ့ဗီဒီယိုပြုဆိုတော့ပိုလီယိုမင်းသားကျော်ပိုလီယိုတော့မင်းသားကျော်ရှိရသေးတယ်ခဏမှမကြားဘူး ခဏမပြောနဲ့ ဘာဖြစ်လို့ ဒါမောင်စီကဒါရိုသေးတဲ့စကားလေးပြောပြတာ ဘာတော့ ကျွန်တော်ရုပ်ရှင်လောကမှာကျွန်တော်မြင်လိုက်ရင်မတန်ဆွမ်းချက်မပြေပိုလီယိုကြီးပဲ ဩဇက်ကားတွေရိုက်လာတာ ရုပ်ရှင်ကားပေါင်း100ကျော်ရိုက်တယ် တရားကျော် 65ကားပိုလီယို ကျန်တဲ့ငါကကြာ 2ကားကစိုက်ကားသမား3ကားတအောင်စား ဘေးနေရာများကောင်းတော့ နင်ကဘယ်တော့မှအကယ်ဒမီရမှာလဲ အဲ့လိုမျိုးကျွန်တော်ကရိုက်လာအောင်ကျွန်တော်ညီငယ်လေးမြင့်မြတ်ရိုက်လဲကိုစီဒီဆက်ရုပ်ချက်ပြေပါတယ်ဘာလို့ချက်မပြေရမှာလဲအမေချက်မပြေဘူးတဲ့ မသိမှဒါယူနေမှတ်နေလား မဟုတ်ဘူးပြောပြအောင်မယ်အဲ့တော့ကျွန်တော်ကဘာဘယ်မင်းသားဘယ်လိုပြောင်းကျွန်တော်အဲ့လိုဖြစ်တော့ကျွန်တော်ဇက်ရုပ်ကဒါနဲ့လဲလိုက် ဒါနဲ့လဲလိုက်နေတော့ကျွန်တော်ကဖြော်ပြရတာ ဟုတ်တယ် အဲကျွန်တော်မေမြို့မှာရိုက်လဲပြီးလဲပြီးတော့ရန်ကုန်မှာရှူတင်ရှိလို့ပြန်လဲလာဒီကလဲကြော်ညာလန်းငားတယ် ဘာတွေတော့ ကြော်ညာလဲချက်မပြည့်တဲ့ခန်းအားတဲ့အဲကျွန်တော်ဟောပေါ့တန်လင်းမှာသွားရိုက်ပြီးတောက်လျှောက်ရိုက်လဲလာအဲ့အိုင်နေလုံးရတယ်ဆိုတာဒီကျွန်တော်ခေါင်းကနေပြီးတော့ဒီလက်တစ်ဖက်ကိုကျွန်တော်ကနည်းနည်းလေးကောက်ပြီးစကားပြောဟာမင်္ဂလာပါ ချစ်လားအဲ့ဒီလေးကိုချစ်လား ကျွန်တော်ကအမြဲတမ်းတရုပ်ဆောင်တာဟာမင်းတို့တီကိုဖာလာလို့တာလေ ဟာလာလာလေ အေးငါ့ကိုစိုက်ကားသမားရှာပေးဦး အဲ့လိုအိုင်နေနဲ့လှုပ်လဲပြီးတော့ကျွန်တော်မသိဘူးပေါ့ရိုက်ပြီးပြန်လဲတော့အိမ်လဲကြလဲကြောက်ကျွန်တော်မိမနေပါရင်ချက်လဲမိမကျွန်တော်ကြည့်ပြီးတော့ယောက်ျားတဲ့တော်ပါဖြစ်လာလေဘာမှဖြစ်ဘူးရှူတင်ရပြန်လာဟာအပြင်ကလည်းတော်ဖြစ်နေပြီတဲ့စေကန်းသွားတာ2လလောက်ကုယူရတယ် ဟုတ်တယ်နှစ်လောက်ကုပြီးလဲကုပြီးတော့ကိုစီစီကပျောက်သွားတာကျွန်တော်အိမ်လဲသွားလဲတော့သူ့ရဲ့မိန်းမဖြစ်တဲ့သူကထွက်လာပြီးကျွန်တော်နှုတ်ဆက်တာမောင်လေးမင်းကလာပါ တမျိုးလုံးမကောင်းပါဘူးပိုလီယိုဖြစ်ကုန် အဲ့ တော့ တော့ကျွန်တော်ကိုလည်းဘာပဲဖြစ်ဖြစ်အတိမတ်ပြတာပါ ဟုတ်ကဲ့ အခုဒါအလူတကာကိုကြီးကောင်ရဲ့သားဆိုရင်ကျွန်တော်တို့ညီကိုတွေသဘောကျလို့ ဟုတ်ကဲ့ 4လပိုင်းကငားထားတာ ကြာပြီ ကြားပြီ4လပိုင်းနဲ့ဒီလူကိုငားထားတာ ကျွန်တော်ပိုကြည့်လို့တင်ရမှာ 17လပိုင်းနဲ့4လနဲ့ကြည်အောင် ဟုတ်တယ် ဟာသူ့ပါဆက်တွေဝယ်စားလို့ချီတောင်ဖြစ်နေပြီဒါရိုးသားတာပြောတာ အဲ့တကယ် မနေ့ကကျွန်တော်ပြင်ဦးလွင်မှာကနေနေကိုကြီးကောင်ညီလေးတဲ့ဒီလူရကွက်တိကျွန်တော်လာကြည့်တယ်လာကြည့်တော့ကိုကြီးကိုတင်ဆိုလို့ရွှေတုံသားတို့ဆိုတာဒါကျွန်တော်မိသားစုလိုနေတာ မိသားစုတွေ ဒီလူမှာကမယ်ဆိုတော့ကျွန်တော်ပြောလဲပြော အခုကိုစီစီကစကားပြောရင်လေစက်ရုပ်တန်နေပောက်သွားတယ်နော် အဲ့တော့ကျွန်တော်လဲလာတော့ဒီနေ့မှာကျွန်တော်နဲ့တူကျွန်တော်ညီငယ်လေးပြိတ်တဲ့ချစ်တဲ့ဂျင်းကောင်ခေါ်မြင့်မြတ်လဲရောက်နေပါတယ်ဗျာ ရောက်စီအားစားလို့ လက်ခုပ်တီးတဲ့လူတွေညာချင်းပေးရမယ် ဟဲ့ဘာဆိုင်လို့တော့ သူတို့ကအားပေးတာလေ ညာချင်းမပေးမနဲ့သူကဘယ်လိုလာမလို့ဟာ အခုကျွန်တော်အကိုကြီးကောင်ကျွန်တော်ပြောပါတယ် ဟုတ်ကဲ့ ကျွန်တော်ငွေကြီးမက်လို့မဟုတ်ဘူးပြိတ်သက်ကိုကျွန်တော်မိသားစုကိုဖြောပြခြင်းလို့လာတာ ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ချစ်လက်ခုပ်သာတီးပဲဒါပဲဒါပေမဲ့ရိုက်ကူးရေးပွဲလဲအရှိမကျွန်တော်တို့တလာစီမနေပါနဲ့ကိုယ့်နေရာလေးမှာငင်ငင်ခက်ခက်လေးနေပါ ဒီမှာရှိ ညနာတွေကိုအချက်တွေလည်းမလုပ်ပါနဲ့ဇုံးတွေလည်းမထုံးပါနဲ့ဒီတိုင်းလေးပဲထားပါတနိုင်ငံလုံးကြည့်နေတဲ့အတွက်ကျွန်တော်တို့ကပြိတ်သက်ကိုမြင်ကျင်နေပြီအဲ့တော့
ကျွန်တော်အစီအစဉ်မှာတချင်းဆိုမယ် ခဏခဏဆိုမဆို ဘာဖြစ်လို့ ဒီမှာရှိတဲ့ပရိသတ်တွေမဟုတ်ဘူး ဟုတ်ကဲ့ live မှာရှိတဲ့ပရိသတ်တွေလည်းနှုတ်ဆက်အောင် ဘာဖြစ်လို့လဲ အဲ့မှာ live မှာရှိတဲ့ပရိသတ်တွေကလည်းမင်္ဂလာပါ မင်္ဂလာပါ အဲ့ comment တွေရေးနေတယ် ဘာဖြစ်လို့လဲ comment တွေတော့ရေးနေတယ် ဘာရေးတာလဲ အကြည့်စမ်းဒီနေ့ပွဲလေးကနောက်ဆုံးညလေးမှာတဲ့ဖြောပြတင်ဆက်သွားတဲ့လီရှင်တော်တွေအရင်ချစ်ဖို့ကောင်းနေတဲ့ဟဲ့လန်လန်တဲ့ဟာလန်လန်လားမသိဘူးတဲ့လန်လန် comment ရေးနေလန်လန်ရတဲ့မကွေးသားလေးလားမသိဘူးနော်တဲ့ပိန်လိန်ပြီးမွေးချောင်းနေတာပဲတဲ့ အဲ့လိုမျိုးရေးကြလား ဟုတ်တယ်ရေးရဦးထွန်းကျော်သားလက်ကောင်ရေးနေတာအဲ့ဘာရေးစီစီကိုလည်းရေးနေပြီကိုစီစီကိုရေးနေတာ ကျွန်တော်ရေးတာ ဘေဘီလေးအကောက်ပိုင်ရှင်ဘေဘီလေးတဲ့မှတ်ထားနော်ဟဲ့ကိုစီစီလားမသိဘူးတဲ့ရုပ်ရှင်ကားတဲ့ပိုလီယိုလုတ်တဲ့စီစီလားမသိဘူးနော်တဲ့အပြင်မှာလည်းတကယ်ပိုလီယိုမဖြစ်ဘူးတဲ့အယူရင်းနဲ့တူတယ်တဲ့ကိုမရင်းနေတာဖြစ်တယ်လေရင်းနေပြန်ပြီဒေါ်ဘေဘီဘူးတီးရတဲ့ဟိုးရင်တော့စပင်လေးက နေ့ကိုငါးပေါင်းနေတဲ့ကျွေးထားတာဘာတွေကြိုက်စားနာ မနေ့ကျရင်ကခွေးယူပြန်ကာကိုစင်မထိုးနိုင်ဘူးနော် ကိုကြီးကောင်လုံး ကိုမနဲ့ပြန်ဆွဲအောင်ပဲ ဘာလဲတော့ဆွဲပြပြီကွာ ဘူးတီးရတဲ့ဟိုးရင်တော့စပင်ကရှည်တယ်နော်တဲ့အခုကကတုံးကြီးနေတဲ့တေချာကြည့်လိုက်အော်ဒီဇင်လေးကြာနေတာပဲတဲ့ဟဲ့ရင်းနေရေးပြပြီလေ ချစ်ဆုံးလေးတဲ့အကောက်ပါရှိအချစ်ဆုံးလေးတဲ့ လာပြီ ဒီအဖွဲထဲမှာတဲ့အရက်ရှိထုံထုံမုံမုံကိုမြစ်တာမြင်းမင်းကြီးအရန်ချောတာပဲ ဟုတ်တယ်ခက်လို့အောက်မှာတက်လာတယ်မြစ်တာမြင်းမေးကြီးကအစိုးရရွှေထူးနဲ့တူတယ်တဲ့ ထုတ်ကြပါဦး မိုက်တွေမနေ့ပြန်ပြောပြအောင်ပါအောက်မှာကိုမတက်လာတယ် ဘာလဲလဲ ဟမ်ဒီရွှေထူးကလည်းမေးရှည်တယ်တော့တဲ့ ထပ်တက်လာပြီတထောင်းလေးဆက်ကြည့်တမ်းပါတဲ့တောင်းမြင့်ဖက်နဲ့တိုင်မဲတဲ့ မင်းစီကနေဖိနေတက်ထိုးနေတာပြော အောက်ကဈေးလို့ပြောတာလေ โอเค မဲဒီရလဲကွာနေတာကြီးမဟုတ်ဘူး โอเคနောက်ဆိုပါလူချမ်းနေပြီးသွားတော့ကျွန်တော်မင်းသားဆိုပါမယ်လက်ကုပ်သားလုပ်ပါအောင်အောက်ဆင်းပြီးဆိုပါမယ် သူမဆုံးအောင်မရှင်းဘူး ကဲဝိရှိသမျှတော့ငါတို့နားထောင်မှာပေါ့တယ်ငါနော်ဆော့ ပစိုးဝတ်ထားတာတတ်ခက်ပါမလားလက်တစ်ဘက်ကကျွန်တော်အကျော်ပါသွားလို့ဒီတစ်ဘက်ပါသွားလို့အဲ့တော့လက်စွပ်ကြွားလေးငါ့ကိုနောက်ကနေပြီးတော့သိတယ်မလားမြင်းမြတ်အိန္ဒိယကကတယ်နောက်က အော်အိန္ဒိယပုံစံလို့ကျင်တာကြတာပေါ့ရတယ်ဆွဲ โอเคသဘောပေါက်နော်ဟာလက်ကုပ်သားလုပ်ပါအောင်လူတကာကြီးကိုကြီးကောင်းတယ်မိုင်းမူမူတို့ရဲ့လူတော်ပြည်ကအောင်ပွဲညာချမ်းလေးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာခဏနေအေမီဆိုင်သားမိတယ်အပေါ်ရောက်နေလား အိမေအိန္ဒိယဆိုကလီ နင်တို့အဲ့လိုလုပ်တော့ငါ့ကိုဂယူဆိုင်ပါမလား ကလီမဲမဲတော့ နင်တို့เนี่ยယောက်ျားချင်းညားနေတာလား မဲအိန္ဒိယပုံစံ အိုးငါကဒဲနဲ့တချင်းဆိုမင်းတို့ကငါ့ကိုရိုးသေးလေးလုပ်တော့တီးတဲ့နဲ့လေးလုပ်ပြီပေါ့ အော်တီတက်လား ဒီထဲမှာပြည့်တဲ့တရောအမှုပညာရှင်တွေငါအကိုတွေအမတွေရောအများကြီး မ ပဲ သိလို့ပြန်စုံ โอเคလုပ်ပါလက်ကုပ်တယ်လုပ်ပါကိုလာပြီ sorry ပါကျွန်တော်လူကကြီးကိုကြီးကောင်းမိုင်းဘူးဘူးတို့ရဲ့မင်းတို့ကမီးသက်တက်ဖွဲ့လားခေါပကဖွဲ့လား အဲ့လောက်တီတက်နဲ့လေ အဲ့လောက်တီတော့ငါတချင်းမလေးစားတော့ဘူးလေ ဘာလို့ပြရမှာတော့ပြောလိုက်လေဗျာကျွန်တော်တို့ ငါတချင်းဆိုပေးတာတဲ့မင်းတို့တွေကနည်းနည်းပါးပါးလေးဖော့ရှော့လေးနဲ့အသားလေးအလူးလိန်လေးနဲ့ အော်ဖော်ရှာဆိုလိုက် โอเคလက်ကုပ်လေးတော့ပါ ဟေးဟုတ် အစီပြေလားရမ်းချစ်တယ် for sure for sure နေ့လင်တချင်းရမှာဆိုfor sure နေငါတချင်းမဆိုတဲ့ဖေ for sure ပါလာလေ မတို့ကြားတယ်နော်မတို့ကြားတယ်နော် for sure ဆိုပြီး तू ပြောသွားတယ်ကျွန်တော် for sure ဟုတ်တယ်နော်ဟဲ့ for sure အမလေးမင်းပြောတော့ဘွဲရပြီးသားဆို အဲ့လေ အမေ ဖော်ရှော့ကလေးပဲ အောင်စီတော့ဒုတ်ထိုးရုံနဲ့မြက်ခွက်ကမင်းငါတချင်းရမဟုတ်ဘူးလေငါတချင်းဆိုနောက်ကအေးဆေးလေးလိုက်ပြီးတော့မင်းတို့ပြောတာငါကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်ထား အော်သဘောပေါက်ပြီနောက်ကဟာမနီသဘောမျိုးလေးနဲ့လက်စီမိတ်သားဆိုကိုရီးယားအေးအတန်တိုင်းနောက်ကလိုက်ပြရရပြီငါတို့တော့ပြီ ဟာမော်ဒီပဲဟုတ်ပါအရင်ချစ်ပါတယ်
ကျွန်တော်တဲ့စကားလေးပြောရင်မျက်စိမိတ်ထား မိတ်ထားပါတယ်လုံးလုံးမိတ်ထားတယ်မမြင်ရဘူး မိတ်ထားပါတယ်ဘသူမှမမြင်အား မိတ်ထားကြ ဆို တော့ တော့ဘသူဆိုနေတာလဲငါပြောရ ဟေး လုံးကြီးကမိတ်ထားတော့ဘသူမှလည်းမ စုံလုံးမင်းတော့မြင်ကိုမမြင်ရဘူး တချင်းဆိုတဲ့ဆောက်ပြီးဆိုတဲ့အတိုင်းပဲကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်ထားဆိုငါနည်းနည်းလေးပဲလေလွတ်မိုင်ဆိုတာအဲ့လိုမျိုးဆိုမင်းတော့ကအဲ့စီရိုးလေးပဲလေ မျက်စိမိတ်မျက်စိမိတ်ထားအော်အဲ့လိုလားလား တောက်လေဟမုန်နေပြီ โอเค မျက်စိမိတ်ထားအောက်ကပြည့်တဲ့မြင်ရမ မျက် လား စိမိတ်ထားဟုတ်ပြီ ဟာခဏလေးဒီဘက်ကပြည့်တဲ့ကတသက်ဒီမှာငါအမဘာသာရေးတွေတသက်တိုက်ကားမယ်တော်တွေပါကြည်နေ ဟဲ့တိုက်ကားမယ်လို့ခါမှလည်းမကြောက်ဘူးနော် နှခမ်းမယ်တော့ပဲကြား ဘယ်နဲ့လဲ ဒီကိုတိုက်ကားတောက်နေတာတိုက်ကားမယ်တော်အုပ်စုရင်အမီဆန်နဲ့ဘာတော်လဲမသိဘူးအမီဆန်မသိသေးဘူးတိုက်ကားအရင်ကြွားနှလုံးနဲ့မြင်းတော့ ဟေးဟုတ်ရင်ဆို โอเค ဒီဆို โอเคဆက်ဆွဲမယ် ဟေး ရမ်းချပါတယ်ကတိကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်ထား မျက်စိမိတ်ထား ခေါင်းလေးတော့နည်းနည်းပြပြလွဲကနေပါ ယူနေတာပါ ရှင်းရှိပါ နေတာ ဗျာ ပါမကောင်း စစ်ချပြီဗျာ ခဏနေဦး ကျေးဇူးတင်တယ် လူမှုရေးထက်ငွေမှုရေးရေးကြည့်ပါတယ်ဝမ်းသာပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူးပါတယ် ဟေး ကိုကြီးကကျေးဇူးတင်ပါတယ်ဘယ်တော့မှမမေ့ပါဘူးကျေးဇူးအား ဖဲနေရောဖဲ အော် ဟာလေ လက်ဆက်သက်တော့တိုက်ကားမယ်တော့ခေါင်းချုပ်โอเคကျွန်တော်ကတယောက်တယောက်လမ်းဆောင်ဖြစ်နေ ရှက်ရှုပ်တယ်ဟေး လမ်းရောက်လွဲသွားကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟော အော် ငါ့ကိုစုမချရင်ခွေးစီလေးဖြတ်ပါမယ် လာကိုဒီလိုတော့ရှိတယ်ဒါကျွန်တော်တို့ရဲ့အကူဆိုလဲမမဘူးသူများနဲ့မတူအောင်လို့ရှာထုတ်ပေးလိုက်ရှာမချိတ် ဘာဖြစ်လဲပြီလဲ ဘာမှပြဘူး သူ့နဲ့ဆွဲဆောင်နေတယ် အဲကိုခဏလေး ကျေးဇူးတင်ပါတယ် ဒါဟောဒါကျွန်တော်အကူကဘာတော့တရား ဒါအလူရှင် အလူရှင် ကိုကြီး အလူ က ရှင် လူရှင်အလူရှင်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ် အလူရှင်တွေလက်ခုပ်လေးဒီ လက်ကိုဟေးဟာတော့ဟာ ဟေး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  ဟေးခဏလေးမဒီနဲ့ဟုတ်ဟာကိုကြီးကောင်ရေလုံး ကိုကြည့်ကောင်းရဲ့ ဟာအပေါ်မှာဝင်ဖို့ကုန်ပြီဒါလေမင်းကတိုက်ကားလားဟန်ဒီကဲလားမြန်မာပြည်လား တိုက်ကားပါဦးနော်အဲဘာတော့ဒါလေ ကြိုတိ ကိုကြီးကောင်ရေကြိုသိနေတယ် ကျိုးသိတယ်နော်အဲတကယ်ဒါကတူတာ ကျမကြိုတိ အမီဆန်အပြင်မှာမြဲသည်မရှိဘူးနော် ဒီမေးစီကနေပင်တက်ထိုးနေလားကျမကြိုတိ ဘာတော့ ဒီနေ့အလူမှာဒီအဖွဲလေးကမယ်ဆိုတော့ကျမကြိုတိအဲ့လိုကရင်လေဒီလိုပနာမလေးတက်တဲ့အချိန်မှာလာပြီးစုချမယ်ဆိုလဲကျမကြိုတိ အလူရှင် ဒါအလူ အဲ့ ရှ လို င် စုချပြီးရင်လေကျမပူးမယ်ဆိုတော့ကြိုတိ မပူး ဒီမှာ မပူးဘူးညနေက3ည5ထွက်သွားတာအကျွေးတော်မဆက်ရ ကျ သေး မ ဘူး လည်းမပောက်ဘူးဘာပြောနေဒီမှာ ဘာဟင်းဘာဟင်း ဘလို့ကြဘာတော့ ငါမရှိဘဲနဲ့ဘယ်ကိုရှောက်ထွက်သွား ဒါ လဲ ဒါနဲ့တော့နစ်လင်မဟုတ်ဘူးသီလား ဘာဟုတ်လဲအေး ခဏလေးနေစမ်း ခဏလေး ခဏလေးနေစမ်း ဘာ မင်းတို့တွေနှစ်ယောက်ကလိပ်ပြလှနေဘသူကနတ်ကားလဲဘသူကတိုက်ကားလဲ ဘာနဲ့ဒီ ဒီမှာသူ့ရဲ့နက်ကလည်းထူးဆန်းနေ ဟဲ့ဘာ ဘာ နဲ့ နဲ့လဲဆရာကြီး ဆိုင်ရ ဘာနဲ့လဲဆက်နေလာပြီးတော့တိုက်ခဲလာမတွင်းနဲ့မရဘူး သွားလေးကြုံအောင်လုပ်သီ ပြော လား ပါစေ ဒီမှာခုနစုချပါတာဘာတူလဲ အဲလူတကပါအလူတကပါ အလူတကအလူမကြီးပဲရောက်နေ နက်နကမလင်သားကောင်း နိမနဲ့ ငါကြိုတိနေတယ်နော်ငါကြိုတိနေ ဟာ လို့ ပြော ပြော ပြ ပြ ပြီ ပြီ ဟဲ့ ဟဲ့ ဘာအလူမကျန်းနေလို့လားဟောလောက်ပါအောင်လူကြပါအောင်ဟောအလူမဟဲ့ ငါနဘူးတာနဲ့တော့တူးရလိုက်ရင်ဟိုရှင်မျိုးကဲနေလေးများဖြစ်နေလား အဲ့ဒါ လာပြီ ကူးတယ်လို့ထမေးသွားတဲ့က လာပြီ လူမကြီးချန်နေတယ်နော် အော်အလူမကျန်းသေးတယ် ဒီမှာနင်တို့ငါသားတော်တွေကိုအစင်ပြေစေခြင်းလို့ပြောတာ ဟုတ်ပါဗျာရပါဗျာ လူမကြီးတိုင်းငါထွက်ပေးမယ် ဟဲ့မလာရင်မထွက်ဘူးလားဗျာ တ
မလာမချင်းငါမထွက်ဘူး ဟာဗျာလောက်ကြပါဦး လည်း ဗျာ မနိုင်တော့ အမလေးအလူမရေ အလူမကြီးဟိုမှာခေါ်နေတယ် ဟောကြွပါဗျာကြွပါဗျာ ငါအောက်တော့မစင်ရဘူးဟဲ့ ဟဲ့ဘာလို့တော့ ညက်ကိုဖင်စိတ်မှကြောက် တ တယ် က်က ဟဲအမေကနဂါးဆိုအောက်မှာတိုက်ကားတွေရှိတယ် ဟေး တိုက်ကားအုပ်စုတွေရှိ စ တယ် င်မပြေဘူးတာရဲ့အမေကငကာသူကကြာကြာပို့ပြီးတော့ထတ်တယ်သိလားငကာအမိကောက်ကလိုက်နေထိုင်ဟိုဖြစ်ပဲအဲ့တော့တခါတည်းဂတိပေးဟမ်အလူမကြီးလာမလားလို့ဂတိ အဲ့လာမလား မလာဘူး ဟော ရတယ်ကိုယ်စလဲသွားပေးမယ် အေး အဲ့တော့ဟိုမေးစီရှည်တဲ့ကောင်လေးအောက်ဆင်းလိုက် ဟဲ့ဒီထဲမှာမေးစီရှိတာ သူပဲရှိတာ သိလား အေး ကိုယ်တလေကနေ ဟိုလေလက်ပြလာလို့ဆင်းလိုက်သွား တော့ဆင်းလိုက်ပါ ဟဲ့ခဏလေးနေတော့ ဟဲ့ပါ အမေထွက်လာအောင်မယ်ငကာမဲတော့ထွက်လာအောင်မယ် အော်ထွက်သွားရင်တော့မလိုတော့ပါဘူးဗျာ ဘာပြောရလဲ ဟိုဘာပြောရလဲဆိုတော့ခုနလူတကာကြီးရဲ့ချက်တော့အလူမိုင်းမလာဘူးလားဆိုပြီးတော့ဒီမှာလေးလူလိုက်ပြီးပြောသွားတာအဲ့ဒါလေးပြောသွားတာ အဲ့လိုပြောပါလား ဟုတ်တယ် ဟိုမသိပတ်စံတော့လို့ဖြစ်သွားလားမသိနော် အေးဝေးဝေး ဟိုအာနာဇာတိဖြစ်ကုန်ပြီ သူကနှောက်ဝင်နေတာ အဲ့တော့ဘာပြောရသေးလဲ ဝါတဲ့ဟိုလူမိုင်းရဲ့အပေါ်မတက်တယ်အောက်ကိုကြွားခဲ့ပါတဲ့အဲ့တော့လက်ပြလာတဲ့ဟိုကလေးပဲလွတ်လိုက်ပါတဲ့ ဟိုကတော့နော်ကျွန်တော်လာခြင်းလို့မဟုတ်ဘူးနော်နက်ကနှိုးစော်လို့ သူတခုမှမသိဘူး မတိရှအောင်နော် သူမသိဘူး တောင်မြုံမွဲရဟာဒီပါဒီရောက်လာ အာနာပါလေပြိတ္တကြီးရဲ့နက်ကခိုင်းတော့လေလေခဏလေးတက်လိုက်မယ်နော် နက်ကချက်ချင်းလည်းငေး ဝေးတာကကိုမြတ်တာရုပ်ကကိုကွန်းသည် နှစ်ခုပေါင်းလာလား ဒီကောင်မနိုင်ဘူး ကျေးဇူးတင်တာကွာနဂါမဲတို့ယူ အော်တိုက်ကားတွေကလည်းဟောင်းနေဟေး ဟေးသူတယောက်တည်းလာဟေး ဘာတော့ခဏလေးကြပါဟောခဏလေး ခဏလေးပါခဏလေးပါကျွန်တော်ညီလေးကတော့ဟုတ်ပါပြီကျွန်တော်ညီလေးကတော့နဂါဘာပဲဖြစ်အောက်ကလည်းဟိုလူရှင်နဲ့ ခဏ ဆင်ပြေတယ်လေ ပူစံခုနကပြန်ပူစံဟာ လောက်ကြ အေးတေးကြပြီဟာလေ ဒီလိုကြမ်းကြမ်းတန်တန်ဝင်တဲ့နတ်ဆို ဘာနဲ့လဲ ရှုဖနက် ရှုပ်ပနာကောင်းမလား ရှိလို့လားကဲ 38မိနစ်မှာထူးထူးခြားခြားနဲ့ ဘာနဲ့တော့ ပိုလီယိုနဲ့ 你要把路围哪了嘞？ ငါလည်းဆွလို့ခြင်းလို့ မဟုတ်ဘူးလေနှိုးစော်လို့ အာယုံကြတယ် ဟဲ့အာယုံကြတယ်အဲ့တော့မိတ်တော်မူပါပါဇက်ကမိတ်တော်မူပါ 哦，你要朋友多背哪里？ အောက်တော့မစင်းဘူးဟဲ့ ဟဲ့ကြီးချင်တယ်နော် အောက်တော့မစင်းဘူးဟဲ့ငါကိုယ်တိုင်လာခဲ့မယ် 哦，你傻子呗喏， ခဏလေးပါ 阿姑哪个？ အလုံးကြပါ ခဏနေဟေးနတ်မထက်နဲ့ 不能拿他 ဒီနတ်တောင်မှစီးပွားရေးဆိုမှပြည်သေးနောက်တစ်နက်ကပူးနေပြီခဏနေအောင်လူလည်းလာမလုံးနဲ့ဒီနက်ကဘယ်လောက်ရမှမသိဘူးနောက်တစ်နက်ကကြွလာ ခဏလေးနေပါဦး 那当我们太开心了。 တိုင်း OK， မောက်ပိုလီယိုနဲ့လာ ဟုတ်တယ် နေမဲပြောထားတာကိုဖော်ရဲ့စေကိုတော့ပိုလီယိုနတ်ဆိုပိုလီယိုလို့သွားလေ 哇， ရမှာ9000ဆေးရတသိန်းမကိုက်ဘူးလို့ 哎， ကျေးဇူးများတင်ပါတယ်တိုင်းတိုက်ကားအုပ်စုကိုကြည်ထား ရတယ် အမေကတယောက်တည်းဆိုတော့အမေကိုလာဟပ်မှာဆိုလို့ကျေးဇူးများတင်ပါတယ် မရဲ့အဲ့မှာအသားကိုချင်းနဲ့စောက်ထိုးစမ်းပါဗျာ ရပြီလား ရသွားပြီ ရပါတယ် ခဏလေးဟဲ့ဒီနက်ကအဲ့လိုဝင်လိုက်ထွက်လိုက်ရတာလား ဒီမှာနတ် နေကြပါ နတ်စဖီဆွဲဦး နက်ကစပီသွဲလား မသိဘူး ဒီမှာဒါငါရဲ့ဖလန်တယ်တွေ ဟဲ့ဖလန်နေဒီကြည့်တော့ဖလန်နေတွေ ဟုတ်လားဖလန်တယ်လားဖလန်လား 哪里哈？ ဟောမတဲ့ကိုစီစီခမညာနော်နတ်တော်ကြောက် မာရ တယ် ပြုံးမာရပြုံး ဟမ် မာရပြုံးမှာဆို तू ကကြီးနေတော့ ဟိုတူပဲကဲအမတူရိုက်တယ်ကိုစီစီနဲ့ဓာတ်ပုံတွဲရိုက်တယ်အဲ့ဓာတ်ပုံလေးစောင်းတာတစ်နှစ်လုံးအမစီဝါပိတ်ပြီ ဒီပါလို့ သူ့ရုပ်ကစီဝါပိတ်မဲ့ရုပ်လေ တော်ပြီတချင်းဆိုတော့မယ် ဟလာငါတို့နက်ကဘယ်ရောက်သွားတော့ နတ်နှစ်ပါးမှာပ38ပင်ပိုးခွင့်မရှိပုံသောဘကနတ်ပိတ်လိုက်ပြီ 哎，不不老西东西。 မရတော့နော်အဲ့တော့ကိုကြီးတချင်းပုတ်ဆိုမယ် ဆိုမယ်ဆိုအကိုတော့ပြီးမှအောက်မှာတခါတည်းနတ်နဲ့တခါတည်းဆင်းနော်အကိုဘာဆိုမှလဲ ကျွန်တော်ကဒီနားမှာကျွန်တော်
အော်ဟုတ်ခဏကတော့ ဒီလူရှင်တော်မဖြစ်ခင်နဲ့ကျွန်တော်ကဆိုကြမယ်ပြောကြမယ်မှာကျွန်တော်အတန်ဝိဇ္ဇာနေနဲ့ကျွန်တော်ပထမဆုရခဲ့ပါတယ် ဟုတ်လား အဲ့တုန်းကတော့ငယ်ငယ်လေးပေါ့လေ ဟုတ်ကဲ့ ပိုင်တကုံလေးကျွန်တော်နဲ့သူ့တက်ပို့လာတယ် ဟုတ်လား ဟုတ်တယ်ပိုက်တကွန်တက်လာတယ် ဟုတ်တယ် သူ့နာမည်လည်းမှတ်ထား မှတ်ထား ရေတကွန် โอ้ဆိုကြ ပြင်ဦးလင်များရောက်နေလားအဲ့တော့ကျွန်တော်တချင်းဆိုပါမယ် ဟုတ်ကဲ့ အတန်လေးတွေ့ရင်လက်ခုပ်တီးပြပါအတန်မတွေ့ရင်လုံးဝလက်ခုပ်မတီးပါ ဒါလေးကလည်းတခုရှိသေးတယ်ကိုခဏလေးနော် ဟုတ် ကျွန်တော်တို့က live လင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခဏလေးကိုကျွန်တော်တို့ကအနုပညာသမားဖြစ်တယ် ဟုတ်ကဲ့ အနုပညာသမားမှာကျွန်တော်တို့ကပွဲကားတဲ့လူရှင်တော်တွေဖြစ်တဲ့အတွက် ဟုတ်ကဲ့ ဒါမျိုးကြတော့လေကျွန်တော်တို့ကတန်ဖိုးထားတာပါ ဟုတ်ကဲ့ live လင်းတာဖြစ်တဲ့အတွက် ဟုတ် တေးပညာရှင်တွေလေဒီကနေပြီးတော့ကျွန်တော်တို့တောင်းပန်ပါတယ် တောင်းပန်ပါတယ် တောင်းလဲတောင်းဆိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါလေးနဲ့ဝမ်းသာရှားတာဖြစ်တဲ့အတွက်ကျွန်တော်တို့စုံခွင့်လေးတွေပေးပါတချို့တချင်းလေးတွေပေါ့နော် ဒါလေးပေးပါ အဲ့လေးလည်းကျွန်တော်ဒီကနေပြီးတော့မေတ္တာရဲ့တောင်းပန်ပါတယ် ဟုတ်ကဲ့ပါဗျာ ခဏလေးအလူရှင်တဲ့လူမဒါအလူမဒါအလူတကာအိမ်ပြန်သွားရင်အဲ့လိုပဲလားအလူမပေါ်ကအလူတကာအောက်က ဟဲ့ဘာတော့ဘာတော့ ငွေကြီးပြောတာ ဟော ဘလို့စကားတွေပြောနေရ လမ်းထဲရောက်ကြွားလို့ရတယ် တော့じゃ live ထဲမှာစီစီ โอ နဲ့ เคကျေးဇူးတင်ပါတယ် နေဘယ်သူမှဘာမှမပေးဘူး ဘသူကပေးနေလို့တော့ တော့သူဟိုကသွားတာ မသိဘူး တော့じゃဟို live ထဲမှာကြည်ပြီးပြောနေဦးမယ်နော်ကိုစီစီနဲ့ဟိုမြစ်တာတို့ကပဲအောက်ကစုယူတယ်ဘာတွေဖြစ်ဦးမယ်ကျွန်တော်တို့လိုချင်လို့ယူတာမဟုတ်ဘူးနော် ကျွန်တော်လူကမဟုတ်ဘူး လိုအဲ့လိုယူတာ အတူတူပဲလေ ပြီးမှနေနေစီချပေးမယ် အဲ့လိုပြော ကဲအခုဆိုဘာလေးလေးကိုအတန်တူအောင်တော့ဆိုနော်နော်ကိုနော်နားထောင်ကြည့်လို့ လက်ကုပ်တယ်လေ ဟေးအလူရှိနေရတီးခိုင်းလိုက်လားတီးနေပါနဲ့ ငိမ့်မင်းသမီးကိုချစ်မိရဲ့ဇမင်းသမီးကိုချစ်မိရဲ့မေးအောင်အောင်ကောင်းဝင်ရင်လူပြတ်တဲ့နဲ့တွဲလောက်ကပြရမယ်ဒီလိုပဲလေးပါတိမမြရင်ဆုံးထားဘူးရဲ့ကွယ် လေးစားပါရမိုက်တယ် ဒီတလမလေးကိုချစ်မိရဲ့ဆိုတော့လေးတယောက်ကိုချစ်မိရဲ့မိအောင်ကောင်းဝင်ရင်စံတွေထက်တော့တွေ့ပြရမယ်သဘောရာတစ်မျိုးနဲ့မမြင်ပါနဲ့ဖြောင်းရင်ရုံတတ်တတ်ပါစိတ်ထဲကမပါနဲ့ยังเส้นรอเต็มชีวามังเจนาราไม่เดียงปังตัวเองตัวเองสิ่งนี้เรามันยังเสียลืมเชื่อมันอารมณ์ที่ยาวาเรกเวไปนอจะไล่แต่งมอแรงใส่เชลูกชิ้นกุ้งมาบ้างเลยหรอวะဒီသားတွေအားလုံးမင်္ဂလာပါလို့ဆိုပါတယ်ခင်ဗျာ ကျွန်တော်တူလေသူတွေချိုးတော့လက်ကုပ်တိုင်လောက်ရအောင်